လက်စားချေဖို့အတွက်အမျိုးသမီးတစ်ယောက်အဖြစ်အသွင်ပြောင်းလိုက်တဲ့သူ့ရဲ့ဘဝဟာတကယ်ကိုမထင်မှတ်ထားတာတွေနဲ့ပြည့်နှက်နေတော့တာရဲ့သူပြည့်မှတ်ထားရဲ့အဖေဖြစ်သူကသူ့ကိုမြင်မြင်ချင်းဆွဲလန်းသွားတယ်လို့ဦးလေးဖြစ်သူမိုက်ကလည်းသူ့အလှမှာနစ်မျောသွားခဲ့ရတယ်။ကံကောင်းထောက်မဆနဲ့နမဲကြီးအေးချင်းရဲ့အကူအညီနဲ့မင်းသမီးတစ်ယောက်ရဲ့နေရာမှာအစားထိုးဝင်ပြီးရှိုးလျှောက်ခွင့်ရလိုက်တဲ့အခါမှာတော့အဖေနဲ့အတော်ကိုလက်စားချေမဲ့ပွဲကြီးဟာတကယ်ကိုစတင်လာပါတော့တယ်။ပွဲကြီးစဉ်ပေါ်မှာအဖေနဲ့ဦးလေးမိုက်တို့ဟာမာယာကိုကြည့်ပြီးမှင်းတက်နေကြတာပေါ့။အထူးသဖြင့်အဖေဖြစ်သူချာလီကတော့မာယာစီကနေမျက်လုံးတော်မခွာနိုင်ရှာဘူး။မာယာဟာဝတ်စုံဖြူလေးနဲ့အတူနှင်းစီမီးပွင့်တစ်ပွင့်ကိုကိုင်ပြီးပွဲလာပရိသတ်တွေချားတဲ့ကနေတီးငိမ့်စွာရှောက်လာခဲ့တယ်။ပြီးတော့အဲ့ဒီနှင်းစီပွင့်ကိုဦးလေးဖြစ်သူမိုက်ကိုကမ်းပေးလိုက်တဲ့အခါဒါပေမဲ့ဒါကိုကြည့်နေတဲ့အတော်ဖြစ်သူကတော့ဒေါသတွေထိမ့်မရတော့ဘူး။အစင်နောက်ယောက်ကနဲ့အတော်ဖြစ်သူကမာယာခေါင်းပေါ်ကိုရေအေးနဲ့လောင်းချပြီးပြဿနာရှာတော့တာပဲ။အခြေအနေတွေအရန်ဆိုးမလာအောင်တထေးကတော့ကဝိုင်းထိမ့်ပေးလိုက်လို့တာအတော်ဖြစ်သူကပွဲထဲကနေဒေါသတကြီးထွက်သွားခဲ့တာမကြေမနက်သေးပဲမိုက်ရဲ့လက်ထဲကနှင်းစီပွင့်ကိုလူယူပြီးအစိတ်စိတ်အမွာမွာနင်းချီပစ်ခဲ့သေးတယ်။ဒါဟာမိုက်ရဲ့စိတ်ကိုသူ့ဇနီးစီကနေပိုပြီးဝေးသွားစေခဲ့တာပေါ့။အတော်ဖြစ်သူဟာမိုက်ကိုဆုံးရှုံးရမှာကြောက်တာကြောင့်သူ့အကိုချာလီစီမှာအကူအညီတောင်းပြန်တယ်။ချာလီကလည်းချစ်ချင်းဖဲမိုက်စီကိုသွားပြီးမာယာနဲ့ဘာပတ်သက်နေလဲလို့စုံစမ်းတော့တာပဲ။ဒါပေမဲ့သူကသူ့ညီမအတွက်စုံစမ်းတာမဟုတ်ဘူးနော်။သူ့ကိုယ်တိုင်ကမာယာကိုကြိုက်နေလို့သူတို့နှစ်ယောက်ကမိတ်ဆွေအဆင့်ပဲရှိသေးလေဆိုတာသိလိုက်တဲ့အခါမှာချာလီဟာငါမာယာကိုသဘောကျိုက်တယ်လို့ပြောင်ပဲပြောချလိုက်တယ်။မိုက်ကတော့ဒီလူကြီးကိုထိုးချင်စိတ်တွေပေါက်နေပေမဲ့လည်းတီးခံလိုက်ရတာပေါ့။မိုက်ကမာယာကိုအန်ဒီရရှိလို့တတိပေးဖို့ဖုံးဆက်ပေမဲ့မာယာကတော့သူ့ကိုမစစ်သွဲဖို့ညင်းဆိုလိုက်တယ်။ဘာလို့လဲဆိုတော့တညတွင်ချင်းနမဲကြီးသွားတဲ့မာယာအတွက်အတင်းအဖျင်းတည်င်းတွေကြောင့်လက်စားချေစီမံကိန်းပျက်စီးသွားမှာကိုစိုးရိမ်လို့ပဲသူဟာမိုက်ကိုချစ်ပေမဲ့လည်းမျက်ရည်တွေကိုအန်ကျိတ်ပြီးလမ်းခွဲခဲ့ရတယ်။ဒါပေမဲ့မကြခင်မှာပဲအဖေဖြစ်သူချာလီလာသူ့ရဲ့ရေယာစီမံကိန်းအတွက်မာယာကိုမော်ဒယ်အဖြစ်ငှားချင်တယ်လို့ကမ်းလှမ်းလာတယ်။ဒါဟာအဖေကိုနီးနီးကပ်ကပ်လက်စားချေဖို့အကောင်းဆုံးအခွင့်အရေးပဲလေ။အဲ့ဒီညမှာမာယာဟာယောက်ျားဆန်ဆန် fashion မျိုးနဲ့ပွဲကပ်ပေမဲ့ချာလီရဲ့ဆွဲလန်းမှုကိုတော့မလျှော့ချနိုင်ခဲ့ဘူး။ချာလီကမာယာပခုံးကိုတညလုံးဖတ်ထားပြီးပိုက်ဆိုးနိုင်စွာလုပ်နေတာပေါ့။ဒါကိုကြည့်နေတဲ့မိုက်ကတော့ရေထဲမှာမီးတောင်နေပြီ။ဒါပေမဲ့ချာလီဟာသူ့ရဲ့ရောက်ဖထိနေတော့ဘာမှလုပ်လို့မရပဲဒေါသတကြီးနဲ့ပွဲကနေထွက်သွားခဲ့တယ်။မာယာအပြန်မှာတော့မိုက်ကကားနဲ့လိုက်လာပြီးသူ့ရဲ့စစ်စင်နဲ့ခံစားချက်တွေကိုဖွင့်ထားခဲ့ပေမဲ့မာယာကတော့ညင်းဆန်နေတော့မယ်။သူကမိုက်ကိုဒီကိစ္စတွေနဲ့ဆွဲမသွင်းခင်လို့ပဲသူတို့နှစ်ယောက်မသိတာကသူတို့နောက်ကိုတယောက်ယောက်ကတောက်လျှောက်လိုက်နေပြီးအတော်ဖြစ်သူစီကိုသတင်းပို့နေတာပဲ။အတော်ဖြစ်သူကတော့အညိုးအတင်းနဲ့သူ့အကိုစီပြန်ပြေးပြီးတခုခုလုပ်ပေးဖို့ထပ်ပြောပြန်တယ်။ဒီတစ်ခါတော့ချာလီကသူ့ညီမကိုစိတ်မပြတ်စေတော့ဘူးလို့ဆုံးဖြတ်လိုက်ပုံရပါတယ်။